သူဟာနောက်တစ်ယောက်နဲ့တွေ့နေပြီဒုနှစ်ယောက်ရဲ့ဇလံပြီးဆုံးသွားပြီတဲ့ဒါထားသွားခြင်းမလားအသေးခွဲတယ်လို့ခေါ်ရလားသူကမုံမလဲတယ်လို့ပဲငါမမေးဘူးမဖြစ်နိုင်တော့ပါဒါရဲ့ဆက်ခြင်းမလားအသေးခွဲတယ်လို့ခေါ်ရလားသူကမုံလဲမလဲပါသူကမေးဘူးလဲမလဲပါရှင်မသစ်စနေတကယ်သူပါသူရဲ့ကြုံလေးတွေရဲ့သူရဲ့အနံလေးတွေရဲ့ဘယ်လိုမေးပြောင်းလို့ကြာမှလဲ